ဥပဒေဟာဥပဒေတိုင်းဘယ်သူမှဥပဒေကိုကျူးလွန်လို့မရပါဘူးဥပဒေနဲ့ညီပဲဖြစ်ရပါအဲ့ဒါကိုလည်းလာပြီးတော့အတိပေးတာဖြစ်ပါဒီကောင်က police district ဆိုတာကချက်ပြတဲ့စကိုင်းတိုင်းခွဲခြားတဲ့ပြည်ပြခွဲခြားတဲ့ပြောတာခဲလို့ဒီမှာမနေနဲ့လို့ပြောနေနိုင်စကိုင်းတိုင်းကိုချောက်လို့ပြောတာကောင်းတဲ့အကြညာလေးကျွန်တော်ပေးသေးတယ်ခဲလို့အဲ့လိုညအမှုဖြစ်တယ်အခုကညင်းတဲ့ဘာဖြစ်သွားမလဲအတိအကျနဲ့ရှိတာကျွန်တော်လည်းညင်းလို့မရဘယ်သူမှညင်းလို့ဘယ်ပြန်အချိန်မှညင်းလို့မရကျိုးတူးတဲ့တေချာတိုင်းတော့မြေပုံနဲ့ကြည်ရထောက်ထားတဲ့အဲ့တော့ပုံပွဲအောင်ခါတော့စကိုင်းတိုင်းကိုချောက်လိုက်ကျောင်းကလည်းတာနေထောင်းကပေးပါရဆိုပြီးတော့မဆောင်နိုင်ဘူးမဆောင်နိုင်ဘူးခါတော့စကိုင်းတိုင်းကတရားတော်နေတာခါဒါပဲရှိဒီတော့ကျိုးဝိုင်းကနေပြီးတော့ပယ်ဖြတ်ပြီးတော့မှလူနေထိုင်ခွင့်ဧရိယာသတ်မှတ်ပေးမှာပဲဖြစ်ပါတယ်အခုခင်ဗျားတို့နေတဲ့နေရာကဂိုင်းတိုင်းဒေသကြီးတွေမှာရောက်နေပြီးတော့မှကျိုးဝိုင်းဧရိယာတွေမှာလည်းရောက်နေဥပဒေနှစ်ခုနဲ့လည်းမလွတ်ဘူးဒီအပြင်မင်းမဲစရိုက်ဆန်ဆန်နဲ့ကျွလွန်ထားတယ်ဆိုတဲ့အချက်လည်းတိုင်ကြားစာရလက်ခံရရှိသလားပြောကြအောင်မလို့အပြစ်သုံးခုရှိနေပါအဲ့ဒီအတွက်အကောင်းဆုံးကြံပေးချင်တာကတော့ကျွန်တော်တို့သတ်မှတ်ပေးထားတဲ့နေမြေတွေကိုပြန်ပြီးရွှေ့ပြောင်းပြီးနေထိုင်မှုအတွက်ကြံပေးချင်ပါတယ်အဲ့ဒီလိုမှနေထိုင်နိုင်မှုဆိုရင်ခုနဝင်းကျိုးညွှန်ကြားချက်တိုင်းဒီဂိုင်းတိုင်းဒေသကြီးကိုအစိုးရအဖွဲ့မှာတရားဝင်နေထိုင်ခွင့်တွေခင်ဗျားတို့ရှောက်ရပါဒီတိုင်းတော့မရပါဘူးဒီတော့ပဲပြောလို့ပါခင်ဗျားတို့တင်ပြရရှိရင်လူရင်းတို့ချင်းလူကြီးတွေကနေပြီးတော့မှရည်ရည်ချင်းချင်းနဲ့တင်ပြလို့ရပါတင်ပြမယ့်အချက်ကတော့ဒီမှာရေးထားတဲ့အတိုင်းမှာကျွန်တော်တင်ပြမှာဖြစ်ပါတယ်ချင်းပြည်နယ်တွင်းရမြို့နယ်စေဘောအုပ်စုသိခင်ရချင်းရွာသမိုင်းအချင်းချုပ်လို့ကျွန်တော်တို့တင်ထားရဖြစ်ပါတယ်ပြီးတွင်းရမြို့နယ်စေဘောအုပ်စုသိခင်ရချင်းရွာဒီ1984ခုနှစ်ဇန်နဝါရီလ9ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပြီး30နှစ်အကြာ2015ခုနှစ်ဇူလိုင်လ28ရက်နေ့မှာတဘာဝရေဘေးကြောင့်ပျက်စီးခဲ့ရပါပြီနေ့2015ဩဂုတ်လ4ရက်နေ့တွင်ယာယီကယ်ဆယ်ရေးစခန်းတို့ဆွေးပြောင်းနေထိုင်ခဲ့ပါပြီ3 2015ဩဂုတ်လ28ရက်နေ့တွင်သီခင်ရအမတ်နှင့်ဟာခါလေးရက်ွက်လွန်ရီဖုံးလွှမ်းချင်းခံရပြီး၎င်းနေ့တွင်ပြည်နယ်ဝန်ကြီးချုပ်အဘဦးဟိုးငိုင်နဲ့ဝင်ကြီးအဘအကြားကလေးတမှုဆက်သွယ်ခဲ့တော့လမ်းအနောက်ဘက်နေရာအားအခွန်အခကောက်ခဲ့ကြောင်းကငယ်1960နှစ်62ခုနှစ်ချင်းပြည်နယ်တစ်တော်တော်ဦးညဝဦးတူးမောင်ဦးလှမောင်တို့ဦးဆောင်တော်နယ်နမိတ်တမတ်တော်ဗုဒ္ဓံများမှာမလုံချောင်းနဲ့လုံတုံချောင်းစုံရာဗုဒ္ဓံအမတ်120တိချင်းချောင်းနဲ့မလုံချောင်းစုံရာဗုဒ္ဓံအမတ်123ရာရကျိုအေးဖျားကွင်းတွင်ဗုဒ္ဓံအမတ်126အတိအတိတမတ်ချတော်ဗုဒ္ဓံနံပါတ်များတွင်ရှင်းခဲ့တော့လူ9ဦးအနက်စိတ်သုံးရွာဦးကံခန္ဓာအသက်80ကျော်လက်ရှိအသက်ရှင်နေထိုင်ခဲ့ပါသည်။ဒါရဲ့1984ခုနှစ်ချင်းပြည်နယ်တည်တော်ဝင်ကြီးဦးကင်းလိုက်မှယခုနေထိုင်ခဲ့တော့ခြေရွာနေမီအားချင်းပြည်နယ်အပတော်နေမီအဖြစ်ကြောင့်ပြောဆိုခြင်းငါ2015ခုနှစ်ချင်းပြည်နယ်ခြေလက်ဖွံ့ဖြိုးရေးအတွက်လူကြားလန်းစိမ့်တို့နဲ့တွေ့ခင်ရာရာရကျိုးဆယ်အကြကားလန်းကိုကျေးဇူးမြေကုမ္ပဏီမှကြောက်လန်းခင်းခဲ့ပေးပါသည်စလုံး2015ခုနှစ်မေလပထမပတ်တွင်ဦးတန်းလူဤတေနာတွင်ဆိုင်ဘုတ်ထူထားတော့ဆိုင်ဘုတ်ကိုချင်းပြည်နယ်တစ်တော်မှာဖွံ့ဖြိုးချက်မရှိပဲပြန်လည်ရုပ်သိမ်းခဲ့ပါပြီ။ဒါကြီး1984ခုနှစ်တွင်ချင်းပြည်နယ်တစ်တော်ဝင်ကြီးဦးကင်းလိုက်မှယခုနေထိုင်ခဲ့တော့ကျေးရွာနယ်မြေအားချင်းပြည်နယ်အပတော်နယ်မြေအဖြစ်ပြောဆိုခြင်းစလိန်အထက်ပါခိုင်လုံထားတော့အထောက်ထားစီးခဲ့တော့လဲလက်ရှိမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ကျေးရွာအုပ်ချုပ်ရေးမှူးများအားစကိုင်းတိုင်းအဖြစ်တမတ်ပေးကပြီးခင်ရောင်ကျေးရွာကရေဘေးတင်ပြည်သူများအားရေဘေးဒုက္ခအပြင်နေနေရာနေထိုင်ဘေးဒုက္ခကိုထပ်ပေးခဲ့ပါသည်လက်ရှိမြို့နယ်အုပ်ချုပ်ရေးမှူးကိုဆွေးပြောင်းပေးပါရနဲ့
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အများဆုံးပြန်လဲရွေးချယ်ပေးပါရန်ရုံတင်လေးသောတင်ပြအပ်ပါတယ်ခင်ဗျာ အဲ့ဒီမှာရောက်မလာဘူးဒီလိုပဲနေမယ်ဆိုရင်ဒီဘက်ကတကိုင်းတိုင်းရဲ့တဘာပေးတန်တဲ့ဘက်ကတောင်းယူပြီးခါတာဘူးတကိုင်းတိုင်းမဟုတ်ဘူးဒါအာဒီကိုခရမာမဟုတ်ဆက်တယ်ဘောဆက်တယ်ဘောမဟုတ်ဘူးဟာဆက်တယ်ဘောဟိုးချောင်းနားလေတဲ့လူပြီးတယ်မပါဘူးစားရဲတယ်မပါဘူးခဲပြီးတယ်ဘုရားရှင် go ခဲပြီးတယ်မဟုတ်ဘူးတော့မွေးလာမတဲ့နဲ့ခါတော့မူးလားမွေးတော့မရှိဘူးခါတော့မွေးတော့မရှိဘူးခါတော့မွေးမရှိဘူးခါတော့မိုက်တော့ဒီအလုပ်လုပ်တာခါတော့တော့အစင်မခေါ်နဲ့စေရာနဲ့ခါတော့ကူညီဖို့လာခဲ့ခါတော့ကျောင်းကထောက်ထားတဲ့ခါတော့မှားလားမှန်လားစေလာရှင်းပြခေါ်ဒီမှာမြေပုံ GPS မှာငါကိုတဲ့အဲ့လိုပြောမှကိုတီးလို့ကျိုးလို့ရှင်းပြတယ်ငါတို့လည်းမြေပုံရှိတယ်ခေါ်ဒီမှာချက်ပြနေနဲ့ခေါ်ဒီမှာကလေးတဲ့ခလားရဲ့နယ်နိမိတ်ခေါ်ဒီမှာခါတော့နေတဲ့ညစကိုင်းတိုင်းရောက်နေတယ်စကိုင်းတိုင်းရောက်နေတဲ့စကိုင်းတိုင်းမှာတဲဝင်နေတာချုပ်ပါလို့အကြညာလာပေးတာကောင်းမောင်ပြောနေအခုကပြောတဲ့ဟာဘာထောက်ထားမှာမဟုတ်ဘူးအခုတော့ပြောပြဖားခါနဲ့ကံခေါ်နဲ့အေးပြညင်ကြညင်တဲ့အခါတက်တော့အေးပြနဲ့ပြောလို့ပြောဖိုးဖွားတွေနဲ့ပြောလို့ပြောနောက်ဆုံးကတော့မကွေးတိုင်းကလည်း GPS ပြပါတယ်တော့လည်း GPS ပြသွားတယ်နောက်တစ်ခါညာနငါညင်စင်းယုံချောက်ကချိုးတူငါးလုံးကိုတပြက်နဲ့ဖမ်းနိုင်တဲ့စက်ကရိယာပါလာအကုန်တိုင်းတယ်အကုန်မြေငါမိတ်တန်ပန်းဖတ်အဲ့လိုမျိုးနဲ့တိုင်းတာဘယ်သူမှညင်းလို့မရဘူးကျောင်းကကြံကြတယ်ငလားသူပဲခိုဖက်ကပါတယ်ချီးလဲနဲ့မင်းသားနဲ့ပြတ်တာဖြစ်ပြန်ရောချောင်းကတိုင်းကျောင်းကချင်းမတို့နေတဲ့နေရာဆက်ပြီးကဲပြအားပဲဒီကိုမကြည့်ကြောင်းသိရပါလေအစိုးရတိုက်တန်းခံရတော့အမှုတွေအဓိကမေကြောင့်ဖြစ်ပြီးမေရီတီတော်မေဖြစ်ပြီးမေရီယာအားလူတစုမှရာယိုတာစကိုင်းတိုင်းစနအူအားတမ်ဘောချ45တိမ်ပင်ဧကနရာရောင်းရှာပြီးအစိုးဘာကိစ္စနဲ့ပတ်သက်၍တီတော်မေရောင်းစားသူအားတိုက်တန်းခံရသူဝန်ဆွေမှတိုက်ကြမေဖြစ်ကြောင်းပြန်လည်ပြောပြပါလိမ့်အခုကျွန်တော်တို့ဒီနယ်မြေကိစ္စကိုကျွန်တော်ပြောမယ်နည်းနည်းပါပါပြောမှဆိုမှရှိရင်ခွင့်လွှတ်ပါကျွန်တော်တို့ဒီနယ်မြေကိုချင်းပင်နဲ့ပြစ်မှန်ကန်ကြောင်းတရားအလုံးကျွန်တော်တို့အတိမတွေ့အာမင်အာမင်အဲ့ဒီမြေပုံဟောင်းမဟုတ်ဘူးမြို့နယ်အုပ်ချုပ်ရေးမှစိတ်ကြိုက်ရွှေတဲ့မြေပုံဖြစ်တယ်ကျွန်တော်တို့ကတ်ဖို့တယ်မှန်တယ်တပါလုံးကလည်းခဏခဏနားလေကျွန်တော်တို့မြည်ပူရှိတယ်ကဲပြောဘောတိုင်းနေနဲ့မတာဟောက်ကွာဆောက်ဆောက်ဖုန်ဖုန်စိုက်ကြည့်တော့ကျွန်တော်တို့ခုမှဆောက်တယ်ဘုရားကတည်းကတက်ချင်ပြီးပါတယ်ဘုရားဒီလေဘုရားဆိုင်စိုက်ထားကြအမှတားနေတယ်သူကဒီနေ့ပါပါပြောချင်တယ်သူကမှတ်တယ်ခင်ဗျာငယ်လေဘောတိုင်းတဲ့တန်ကြီးကြီးပဲစပ်ဘူးလက်ကုမ်လိုင်းတဲ့ရှင်နေဝါကျွန်တော်မြေကြောင်းရှာလို့တော့ဟိုဟာကျက်ချက်ဆိုတာကိုဝန်ဆွေတော့တော့ပုံပေါ်တယ်ဒီဟာဆေးပေါ်ဆေးမှာခွဲဆုံးတဲ့တိုင်းပေးမယ်အရှိရှိတော့ဆေးဖတ်ခွဲဆုံးတဲ့လာတိုင်းပေးမယ်အထောက်ထားနဲ့ကျွန်တော် ခွဲဆုံးတဲ့လာတိုင်းတာပြပေးမယ်တွားချက်ကငါတို့ကအရမလို့ဘူးကျွန်တော်တို့ချွေအောင်တာကိုတောင်းကချင်းရောဖြစ်သွားတယ်မကွေးတိုင်းကိုပေးလိုက်ရတယ်တောင်းကကြောက်ပါတယ်ဘူးဒီကောင်မျိုးပြောလို့လည်းဖမ်းတယ်လာတဲ့အထမထားရှိတယ်ကျွန်တော်တို့လိုက်တာကျွန်တော်တို့လည်းခွဲဆုံးတဲ့လာပြီးတိုင်းပေးတယ်ငါတို့ကအ ရမလို့ဘူးကျွန်တော်တို့ချွေအောင်တာကိုတောင်းကချင်းရောဖြစ်သွားတယ်မကွေးတိုင်းကိုပေးလိုက်ရတယ်တောင်းကကြောက်ပါတယ်နောက်ဆုံးအဲ့ပြောလို့ငါတို့ဖမ်းတဲ့ဟာနဲ့လာတိုင်းနင်းလို့မရတော့ပေးလိုက်ရတယ်ကျွန်တော်တို့လည်းကျောင်းကလက်ဆက်တယ်ဘိုးကဘာမှလုပ်မဆက်ဘူးကျောင်းကလေးပေပဲပေါ်တယ်အဲ့ကျိုးကတိုင်းလိုက်တာဘယ်ဟာပြသူကကျွန်တော်ဒီမှာလည်းပြတ်ထားကြရအောင်
မျိုးလေဒီရအောင်ဆိုလိုက်နော် ဘာနဲ့တော့ပြောမယ်ကျိုးလို့ဆိုတာ ဒါဆိုဒီလို့တော့အရင်ခံပေးလိုက်ပါ ဟုတ်တယ်ဟုတ်တယ်အဲ့လိုဖားအဲ့လိုဒီကိုဖားလိုက်ဟုတ်တယ် body ကိုအမှန်ရပါအဲ့လည်းမခါဘူးအဲ့ဘာဘာမလို့အားလုံးရှေ့ယူလိုက်အခုညီခဲ့တဲ့ကြော်ကငါကတော့ဖာချင်းကြော်ဟောငါမီတော့တက်တယ်မင်းတော့မရှိတဲ့ဒင်းနာစီတီရတာအဲ့ဒီအကြီးရှိတယ်ကျွန်တော်တို့ရှင်းနေတာငါပြောအောင်ကြော်ကဒီနာကအောက်ကြော်ကပြီးတော့တက်တယ်ခါတဲ့ပြီးတော့ဒီယူစားကိုလည်းကျွန်တော်တို့ကမာနဲ့ဆိုတော့ခရတရားခုကိုဒီယူစားကိုမစွန့်နိုင်ဘူးငါဒီဟူနီယာကနေတဲ့ပါလေဒါကျမ်းမာရဲ့တက်ချက်ရှိတယ်ဘာမှမမရှိဘူးငါဒီခဲ့တဲ့ကောင်ကူငါ့ဦးရခဲတယ်အခဲကွာတဲ့နမနဲ့တင်းဒီမှာရတာဒီရဲ့ကြည့်ရစီမှာကျွန်တော်တို့ဒီကုန်းချက်ကိုဘာလို့မတော်တော့မနေစင်အာနာနဲ့တင်းရတာသူညကျန်းကိုဒီလိုရတယ်ဒီလိုရတယ်ကြောကိန်းနာဘီစုဟာဒီဘို့အတွက်စာပဲလိုက်အဘောတော့နားလည်းကြားလာဘူးရှင်းလို့ပြောပြလိုက်နော်ကဲကျွန်တော်တို့လည်းခီးဆက်ဖို့ရှိသေးလို့ဟောမိုင်းစစ်တာမယ်နော်မပေးနဲ့တော့ရှင်းတယ်လို့ကိုယ်ကိုဖိုက်ရှိစားတယ်အလားလာ用准备妈妈用什么的谁啊爸爸ဟုတ်လားတော့အများဆုံးပြေးပေးလာရဘယ်တော့မှလည်းထက်မသွားဘူး။အဲ့ဒါလေးနားလေအောင်ရှင်းပြနေ။ဘာလို့康高平呢，都是变少的，跟哪个说讲了？一边千几年，讲了，千几年。那
đi theo nhau tập bè bao mẹ cháu lên là thoát biết à thoát biết thôi vậy ha mấy đâu quên gì rồi bây giờ bây giờ Đâu mà bên sau của tao tao bằng bình rồi, anh tao là bình, tao bắt vai họ mình, và là để xin được một nào tao ăn, bây giờ tao lâu lâu một xin, bây giờ tao có cái này mình chỉ phản xin được bây giờ tao lâu lâu một xin, bây giờ bên sau của tao tao không cái gì là, đi bên sau của tao tao không cái gì là, 我知道嘛，对嘛没你也都脱皮呗，啊，家你对了嘛嘞，三个普通的，家来对啊锻炼都嘛那也包了嘛，说了嘞。 ông ra nhìn ta mà mấy người dùng sao à quý sẽ qua dùng sao đó là tên luôn tên lên mà đi hiên mà gây đi đi cái gì là cái sự thành quả cái gì现在我不能搞我表情家的，老板娘你们看到你们。 cái ai làm cha giúp mẹ cầm lấy biển các cầm cả lên tuần lệ lom xa dẫu vẫn tôi xin lái và bằng nhớ dẫu cầm kia bằng rốn lâu in sẽ xuân cùng trình mà tiêu dối lòng sinh cầm xôi bằng yêu em sắc lệ khăng dấu vẫn tối tệ nôn khata loài na đi cả là đắng tôi cõi loan in hồng hal sen sung zin vai hôm xiang min lung đầy lì bằng xin sắc ô ta lung tục chỉ bằng dù sắc in qua ta tan vắng như kiếm thấy thì ôm chắc chắn bạc vắng như phần giá à bằng khi hè với bữa rất ấm tê ngập là riêng đi sắc thấy lâu sông điêu kia hầm bằng hay thở lâu dấu cam cứ bàn phải về nhà na gam lấy từ dòng á qua dòng vai hồ yam băng ha sang lên lal ha luôn xin thuộc cả la xa lên cả chuông thắm hồng dân tình cả xin lại cầm bằng hồng qua
mang yêu hăng thề lâu hòa mình qua ta tan vắng như kiếm thấy thì chắc chắn bạc vắng như phần đá bằng khi hè bơ bơ sầm tê nằm là riêng đi xa cây lâu sông gel kian hăng bằng vai to dù lâu dấu cam cứ tan ta hiếp về sắp đi khăng nga dấu vẫn tối tê luôn khát ta đôi na đi cả là đắm tuổi cõi loa in hồng